သင်္ကန်းတွေပါပြတ်သွားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ကလပ်ကွေးကိုရောက်နေတာဖြစ်ပါတယ်မပြီးပါမယ်ဒီနေရာမှာတော့နာမည်ကြီးလေဘတ်ဆရာတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာစလင်းရှော့အကြောင်းလေးပြောပြပေးပါမယ်ခင်ဗျာပါတယ်လေဒီနေ့ကတော့ကျွန်တော်တို့ကိုယ်တိုင်မစီးဘဲနဲ့ရှားသူတွေကြောက်လန့်ပြီးတော့អော်တဲ့ဖြစ်တဲ့ဟာတွေကိုလိုက်ကြည့်မှာပဲဖြစ်ပါတယ်ကနေပြီးတော့ဒီအတန်းကနေဆွဲမှာဆွဲတရားဒီရာကြီးကဒီကျိုးဒီကျိုးဒီစလင်းရှော့ကတစ်ခါစီးလို့ရှိရင်လူကြီးတစ်ယောက်အတွက်ဆိုလို့ရှိရင်45ချက်ကျတယ်နှစ်ယောက်စီးလို့ရှိရင်တော့သူကဈေးသက်တာ80ကျတယ်ခလေးတစ်ယောက်ဆိုလို့ရှိရင်တော့35ချက်ပဲခလေးနှစ်ယောက်စီးလို့ရှိရင်တော့သူကဈေးသက်တာ60ကျပါတယ်သူကဗီဒီယိုဒီဇိုင်းစီးတဲ့အချိန်ကိုသူတို့ဗီဒီယိုရိုက်တဲ့ဟာလေးတွေလည်းရှိတယ်အဲဗီဒီယိုအတွက်ကတော့20ပေးရတယ်ဒါကတော့ကိုကြိုက်လို့ရှိရင်တော့ပြန်ကြည့်ကျင်တယ်vlog တွေပါတွေမှာပြန်ထည့်ကျင်တယ်ဆိုလည်းပြန်ရိုက်လို့ရတယ်သူတို့ရှိတယ်ရိုက်ရဒီအားပိုကြောက်တော့မတိုင်းမရဘူးသူတို့ကထားတာဗောတိတ်မှာအဲ့ဒါမျိုးလာစီးရမှာတေကန်းရှင်ကန်းတွေပါပြတ်သွားလေကြည့်ကြည့်အားရကြောက်ကြတယ်တယ်မှာကြည့်တော့အချိန်နဲ့ခိုင်းတော့အေးတောက်တော့ဘူးဆိုတိတ်ပြီအေးတောက်တော့အဲ့လိုကြီးအာယူဝဲခေါ်လိုက်မယ်那本身那个你还外盖的，我分得出来。လက်တွေပါလို့ဒီကားရသူကလက်ကလုံးဝမလို့ချက်တမကိုင်းတာချက်တယ်တင်းတယ်ဒီလိုလည်းဘုမလက်လက် ဟ
လောက်ကုန်နေမှာအဲ့တိတ်ကြောင့်ကောင်းတာတော့အနေနဲ့ဟိုးဆိုရတယ်ကွာရမ်းခါနိုင်နေမှာတောက်ဆွနေ 我感觉这个不说他的嘛，我来空干他的那个谁的。我那个地方进来，我这个进那个手表，那个不告诉我。哎，录了的。这他，说那个，那个没得，本身爸爸没。 ကဲဒါကတော့ကလကူရဲ့ဆလင်းရှော့တွေ့ကြုံလေးပဲဖြစ်ပါတယ်ကြည်နေတဲ့သူတွေမှာဒီလူထဲရလိုမျိုးစီးရတဲ့သူတွေရှိလားဒါမှမဟုတ်အောက်ကနေပြီးတော့ပဲစီးနေတဲ့သူတွေရဲမဲ့သူတွေလားကွန်မန့်မှာပြောခဲ့ပါအောင်နော်ဆုံးထိကြည်ပေးခဲ့ကွကျေးဇူးပဲတင်ပါတယ် ပို့လွှဲတယ်ဟုတ်လား နောက်ထပ်စိတ်ဝင်စားစရာဘလော့အလန်းစားတွေနဲ့တင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel ကိုလည်း like and follow လေးလုပ်ပေးကြပါအောင်နော် မှတ်တာ ကျေးဇူးတင်ပါတယ် ဒီမှတ်တိုင်အဲ့မှာရိုက်တယ်ဓာတ်ပုံရိုက်တယ်ဒီအလဲကျွန်းပေါ်မှာဓာတ်ပုံရိုက်တယ်ဒီဘက်ကအဲ့မှာဟို Oculus Station ဆိုတဲ့နေရာမှာသူတို့ကဓာတ်ပုံရိုက်တယ်အလဲကျွန်းမှာဓာတ်ပုံရိုက်တယ်ဒီအလဲကျွန်းလေးမှာဓာတ်ပုံရိုက်တယ်ရိုက်ပြီးရင်ပြန်ပြေးလာတယ်ဒီနေရာဓာတ်ပုံရိုက်တယ်လှတယ် အဲ့ဆေးတုပ်ထားအယောင်ဆောင်တယ်ကွာอืม BMW 的，在那边。 ဒီလိုရောင်နဲ့တော့ဒီဘက်ချမ်းနေသွားရဲ့